လူမာကစားပြီးတော့သွားပြီးကြကိုရောင်ဖြောက်ပြီးထွက်သွားအလေးလားသမီးလေးလားလာမေးတာပါပေါ့ဟဲ့သားလေးမွေးပါတယ်ဒီမှာဆိုတော့ဘလူမာကစားပြီးတော့သွားပြီးကြကိုရောင်ဖြောက်ပြီးထွက်သွားပထမကြိမ်တော့သားလေးပျောက်သွားတယ်အိန္ဒိနာချင်းယူတာလို့တရားရောကယူတာလို့တငယ်ချင်းကယူသွားတာလို့ဆွေမျိုးတွေကခေါ်သွားတာလို့ဒီလိုထင်ရတယ်နောက်ကလေးရှာမရအောင်နှစ်ကြိမ်မြောက်လဲဒီအတိုင်းပဲမိဖွားတဲ့ကြိမ်လာပြန်ပြီဘလူမလာစားတော့အဲ့ဒီမှာမြို့သမီးကသတိထားမိတယ်ငါတငယ်ချင်းအပေါင်းအသင်းကငါကလေးကိုလိုချင်လို့ဆိုပြီးတော့ခဏလေးခြီပရသည်နမ်းပရသည်တရားမှမရှိအဲ့ဒီရက်မှာရောက်လာတဲ့မြို့သမီးတယောက်ငါသူ့ကိုတခါမမြင်ဘူးသူလာတဲ့အခါမှာလည်းပဲတခြားလူတွေနဲ့ပုံစံမတူဘူးဘလူကဘလောက်ဖန်ဆင်းသူတော်ကောင်းတို့တွေမျက်လုံးနှစ်ဖူးမောက်မယ်နှစ်ယောင်ကောက်မယ်မျက်ထောက်နီမယ်ရိပ်မထွက်ဘူးဒါမျိုးလေးတွေရှိမှာကိုဗျဟုတ်လားအဲ့ဒါလေးတွေအကဲခတ်ကြည့်လိုက်တော့ဒါသူလူသားမဖြစ်နိုင်ဘူးဘလူဖြစ်လောက်တယ်ငါဒီနေရာမှာနေပြီးတော့ဒီတိုင်းနောက်တစ်ခါ3ချိန်မြောက်ဖွာရင်လေဒီဘလူးမှလက်စာမိအောင်မယ်အဲကြောင့်သူ့ယောက်ျားကိုတိုင်ပင်ပြီးမောင်ရဲတဲ့ဒီတစ်ခါသားဖွာမယ်ဆိုရင်ကျမအမေစီသွားမယ်ကျမမေတို့ကတာဝတိမြို့လေကောင်မှာဆိုတော့ဘလူးရန်တွေဘာတွေကင်းတယ်မြို့သားကလည်းသဘောတူတယ်ဟုတ်ပါပြီကွာဆိုပြီးတော့3ချိန်မြောက်ရောက်တဲ့ခါကျတော့အဲ့ဒီမှာကိုဝန်ရင်းမှဖြစ်တော့တာဝတိမြို့တဲ့သွားမိဖွာအဲ့ဒီချိန်မှာပြိတ္တိဘလူမကလည်းဝတ်တဝန်နတ်မင်းရဲ့တံမှာရေတံတာဝန်ကြတယ်တခါကြာရင်သူက5 လကြာတယ်ကိုလေးမလေးကသွားပြီးတော့မိဖွားဖို့တဲ့သူမိဘထံရောက်နေတဲ့အချိန်မှာသူကလည်းပဲဝတ်တဝန်နတ်မင်းကြီးထီရောက်မိဖွားပြီးတဲ့အချိန်ထိသူမပြန်သေးဘူးဟိုမှာမိဒီပါတွေဖွားပြီးတော့ကလေးလေးနည်းနည်းလေးကြီးလာပြီးနာမကရဏနာမည်ပေးတဲ့မင်္ဂလာတွေဘာတွေလုပ်တော့အဲ့ဒီအချိန်မှာသူကဟိုကဝတ်တဝန်နတ်မင်းထီကဘလူမကလွတ်လာပြီးတော့သူနေတဲ့အိမ်ကိုသွားကြည့်တယ်မရှိတော့ဘေးကိုမေးတယ်ဟဲ့ဒီအိမ်ကဇနီးမောင်နှံဘယ်သွားကြခဏကြိမ်ရှိပြီကလေးလေးတွေဘလူးစားခံရလို့ဒီတခါစားမခံရအောင်သူမိဘထံသွားမိဖွားတာတဲ့ဘေးကပြိတ္တမသိဘူးဘလူးမသိအဲ့လိုပြောလိုက်တော့ဘလူးမကဟဲ့ငါလက်ကညှိလွတ်ရိုးလားငါမရအောင်လိုက်မယ်ဆိုပြီးတခါလိုက်အဲ့ဒီစင်ချိန်မိုးရက်ွက်ရွာလေးကနေပြီးတော့တာဝတိမြို့ကိုလိုက်ဟိုကလည်းတာဝတိမြို့တဲကနေပြန်ထွက်ပြီးတော့သူတို့ရွာလေးပြန်ကန်ဒီမှာမြတ်စွာဘုရားရဲ့ဇေတဝန်ကျောင်းကြီးနာရေကန်ထဲမှာတို့ရေမိုးလေးချိုးကြအောင်ဆိုသားလေးလည်းရေချိုးပေးအောင်ဆိုပြီးတော့အဲ့တော့